စိတ်လူစိတ်ယုံကြီးကိုပထမဆုံးရောက်တဲ့နေ့ကိုအေမီခုထိမှတ်မိနေပါသေးတယ်။နိုင်ရန်ဖြူဖြူကြီးတွေလေတွေကပိုးသက်စိတ်အနံ့နေပြင်ရှင်တန်ချင်းနဲ့တည်ဆုံးချင်းကြားညီးတန်တက်တဲ့တွေကိုလည်းကြားနေရပါတယ်။အဲဒီနေ့အေမီအတွက်တော့နေရာသစ်အလုပ်သစ်ရဲ့ပထမဆုံးနေ့ပါပဲ။အိမ်မက်ဆိုကြီးတစ်ခုရဲ့အလဲကိုရောက်သားလိုက်မယ်လို့မတွေးထားမိပဲစိတ်လှုပ်ရှားနေမိပါတယ်။အေမီပထမအဆုံးတွေ့ရတဲ့သူကတော့ Charles ပါ။ Charles ကအဲ့ဒီဈေးရုံမှာနှစ်ချီအောင်လုပ်ခဲ့ပြီးအခုလည်းအေမီကိုတင်ကြားပေးရမယ်သူပါ။အစားပိုင်းမှာတော့ Charles ကဆွဲဆောင်မှုရှိတယ်လို့ပါပဲ။တည်ငြိမ်ပြီးယုံကြည်မှုအပြည့်ရှိတဲ့လူတစ်ယောက်ပါပဲ။လှုပ်ထုံးလုံနီအကုန်လုံးလည်းသူသိပါတယ်။လူနာအားလုံးရဲ့နာမည်တွေလည်းအလွှဲရနေတယ်လို့ Charles ကသူ့ဘဝကိုအလုပ်ထဲမှာပဲနှိမ့်မြုပ်ထားခဲ့တဲ့ပုံပါပဲ။နတ်ဂျူဒီစင်တာကြာရင်မင်းလည်းကျင့်သားရသွားမှာပါ။ Charles ရဲ့အတန်ကနူးညံ့ပျော့ပြောင်းပေမဲ့နည်းနည်းတော့ကြောချမ်းစရာကောင်းပါတယ်။ဒါပေမဲ့အခက်အခဲဆုံးအပိုင်းကတော့သူတို့ဆုံးမသွားတာကိုကြည့်နေရတာပဲ။အသက်ကြီးတဲ့သူတွေရဲ့ဝိညာဉ်တွေကကြာကြာမခံဘူးလေ။သူ့စကားကိုအေမီရဲ့ခေါင်းညှိပြလိုက်ပါတယ်။နောက်ရက်တွေမှာတော့ Charles ပြောခဲ့တာတွေကိုအေမီတဖြည်းဖြည်းနားလည်လာခဲ့ပါတယ်။ Charles ရဲ့အလုပ်အပေါ်အလွန်ချင်းဂရုစိုက်မှုကအေမီကိုအားကျစေခဲ့ပါတယ်။ Charles ကထင်ထားတာထက်ကိုအလုပ်အရန်ကြိုးစားပါတယ်။ Charles ကဂရုစိုက်တဲ့လောက်သူ့လူနာတွေရဲ့တည်ဆုံးမှုနှုန်းကမြင့်တက်လာတာကိုလည်းအံ့ဩဖွယ်တွေ့ခဲ့ရပါတယ်။အစပိုင်းမှာတော့ဒါတိုက်ဆိုင်မှုတစ်ခုပဲလို့ထင်ခဲ့မိပါတယ်။ဆေးရုံမှာနာမကျန်းဖြစ်နေတဲ့တက်ကြီးပန်းလူနာတွေကပိုများပါတယ်။နောက်ပိုင်းမှာတော့စိတ်နှောက်ယှက်ဖြစ်စရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုအေမီရဲ့သတိထားမိလာပါတော့တယ်။တည်ဆုံးသွားတဲ့လူနာတွေစီကိုသူတို့မဆုံးခင်မိနစ်ပိုင်းလောက်အလိုမှာနောက်ဆုံးလာကြည့်ခဲ့တာတိုက်ဆိုင်မဲ့ Charles ဖြစ်နေခဲ့ပါတယ်။အဲ့ဒီထဲမှာတချို့ကကျမ်းမာရေးတော်ကောင်းတဲ့သူတွေပါနေခဲ့ပါတယ်။ဒါပေမဲ့တူညီကြတစ်ခုကတော့ Charles ပါ။တညနေမှာအေမီရဲ့လူနာတယောက်ရဲ့ဖိုင်ကိုကြည့်နေတော့ Charles ကပြုံးပြလာပါတယ်။မင်းပါရေးစဉ်းစားနေရလေအေမီ။ Charles ကအတန်တရိုးနဲ့မေးပါတယ်။အေမီကပြန်ပြုံးပြလိုက်ပြီးနောက်ထပ်လုံးဆရာရှိတာတွေကိုစဉ်းစားနေတာပါ။ကောင်းတာပေါ့။ Charles ကပြောပြီးအနားကိုကပ်လာပါတယ်။အသေးစိတ်တွေကိုအတိအကျမမှတ်နဲ့အဲ့ဒါပိုလွယ်လိမ့်မယ်။အဲ့ဒီညအစားပြီး Charles ကိုအနီးကပ်စောင့်ကြည့်ဖို့အတွက်အေမီဆုံးဖြတ်လိုက်ပါတော့တယ်။နောက်ရက်အနည်းငယ်အကြာမှာအေမီကအနောက်ဘက်အဆောင်မှာခဏအနားယူနေတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ထိတ်ခနဲဖြစ်သွားခဲ့ပါတယ်။ Charles ကအမိုက်ပုံးပေးမှအေမီကိုကြောပြီးငုတ်တုတ်ထိုင်နေပါတယ်။ပုံရှိုးကွယ်ရှိုးနဲ့တစ်ခုလုံနေတဲ့ပုံပါပဲ။အေမီကတေချာမြင်အောင်ရှေ့ကိုတိုးပြီးအနီးကပ်ကြည့်လိုက်ပါတယ်။ Charles ကခိုးအသေးတစ်ကောင်ကိုစိတ်ယုံသုံးခွဲထားနဲ့လှီးနေပါတယ်။သူ့လက်မှာလည်းသွေးတွေပြေးကျန်နေပါတယ်။ Charles ကခေါင်းထောင်လာပြီးအေမီကိုဝါးစားမတက်ကြည့်နေပါတယ်။ဘာဖြစ်လို့လဲအေမီ။ Charles ကဖြည်းဖြည်းချင်းစီမတ်တိုက်ထားရပြီးမေးပါတယ်။သူ့လက်ထဲမှာတော့ဓာတ်ကိုကင်ထားတော့မှာပဲ။အေမီရဲ့ခေါင်းကိုခါလိုက်ပြီးနောက်ကိုတဖြည်းဖြည်းဆုပ်လိုက်ပါတယ်။ကျမမုန်းကြက်နေလို့လေကောင်းလေတန်ထွက်ရှူတာပါ။ Charles ကနှခမ်းတုံညုံပြုံးပြလိုက်ပြီးတော့ပြန်ပြောပါတယ်။လေဆိုရင်တော့ကျမ်းမိုက်တော့ကောင်းတာပေါ့။အေမီရဲ့ရင်တုံပန်းတုံနဲ့ပဲအထဲကိုမြန်ပြောင်းဝင်လာခဲ့ပါတယ်။အဲဒီကိစ္စကိုအေမီခေါင်းထဲမှာရက်တည်ကြတဲ့အထိဖျောက်ပစ်လို့မရခဲ့ပါဘူး။လူနာတွေကလည်းဇက်တိုက်တည်ဆုံးနေတော့မှာပဲ။အဲဒါကြောင့်အေမီကCharlesရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်ပြီးမှတ်စုတွေလိုက်ရေးပါတော့တယ်။တည်ဆုံးခံနေလူနာတွေနားမှာCharlesကိုတွေ့မိတာကိုလည်းအေမီသတိထားမိပါတယ်။ Charlesကလူနာအခန်းတွေကိုတစ်ခါတလေတယောက်တည်းဒီတိုင်းဝင်သွားပြီးတစ်ခါတလေတော့လူနာမှတ်တမ်းနဲ့ကျမ်းမာရေးကိုစိတ်ဆင်းသလိုမျိုးဝင်သွားခဲ့ပါတယ်။ခဏကြာမှတော့လူနာမှာတက်ထားတဲ့ဇက်ကအတန်ရှည်ကြီးထွက်လာပါတော့တယ်။ဘဝတစ်ခုအဆုံးသတ်သွားပြီဆိုတဲ့လက္ခဏာတစ်ခုပါပဲ။နောက်ရက်တွေမှာအေမီကCharlesမသိအောင်နောက်ကနေတိတ်တိတ်လေးနောက်ရောက်ခံပြီးလိုက်ကြည့်ခဲ့ပါတယ်။အစပိုင်းမှာတော့Charlesကအဲ့ဒါကိုသတိထားမိပုံမရပါဘူး။ဒါပေမဲ့တရက်မှာတော့Charlesကရှောက်လန်းနေမှသွားနေတော့တခုခုသတိထားမိတယ်လို့ရုတ်တရက်ရက်လိုက်ပါတယ်။နောက်ကိုလှည့်ပြီးတိုးတိုးလေးပြောလိုက်ပါတယ်။ဒီနေရာမှာမင်းတယောက်တည်းရှိမနေသင့်ဘူးအေမီ။အေမီလန့်သွားခဲ့ပါတယ်။ Charlesရဲ့အတန်ကနူးညံ့တယ်လို့ထင်ရပေမဲ့ချင်းချောက်တဲ့အတိတ်ပဲပါနေပါတယ်။အေမီကဖြစ်ညှိပြီးရည်ပြလိုက်ပါတယ်။ကျမလူနာတွေကိုလက်ကြည့်နေတာပါ။ Charles ကဘာမှဖြစ်တယ်လို့ပြောပြလိုက်ပြီးဆက်လျှောက်သွားလိုက်ပါတယ်။အေမီကတော့တော်ရီနေတဲ့လက်တွေနဲ့သူ့မှတ်စုထဲမှာအခုအတွေ့အကြုံထည့်ရေးလိုက်ပါတယ်။နောက်တစ်ညမှာCharles တယောက်စိတ်ပစ္စည်းခန်းထဲကိုခိုးဝင်မှုစူးစမ်းနေတာကိုအေမီတွေ့လိုက်ရပါတယ်။အေမီလည်းချက်ချင်းဆိုသလိုCharlesနောက်ကနေအတန်မထွက်မအောင်လိုက်လာခဲ့ပါတယ်။ဗရင်းမမှန်နေချောင်းကြည့်လိုက်တော့ Charles ကသူ့အိတ်ကတ်ထဲကိုစီတိုးအတချောင်းထိုးထည့်နေတာကိုအေမီတွေ့လိုက်ရပါတယ်။အချိန်သိမ့်မရတော့ဆိုတော့အေမီသိလိုက်ပါတယ်။အဲဒီညမှာပဲCharles ကမကြသေးခင်မှာစိတ်ယုံတက်လာတဲ့တက်ကြီးလူနာတယောက်ရဲ့အခန်းထဲဝင်သွားတာကိုအေမီတွေ့လိုက်ရပါတယ်။အေမီရဲ့ရင်ဘတ်ထဲမှာထိတ်လန့်မွန်းကြမှုကိုခံစားလိုက်ရပါတယ်။
ချားစ်နောက်ကိုလိုက်ပြီးအဲ့လူနာကိုမထိနဲ့လို့အပြောလိုက်ချင်နေပါတယ်ဒါပေမဲ့အေမီကအရန်ထိတ်လန့်နေတယ်လို့တတိပြစရာအချက်ကလည်းမရှိဘူးဖြစ်နေပါတယ်နောက်နေ့မနေ့မှာတော့အဲ့လူနာဘာလက္ခဏာမှမပြပဲတည်ဆုံးနေကြတွေ့လိုက်ကြရပါတယ်အေမီလည်းရဲကိုချက်ချင်းဖုန်းဆက်ပြီးသူမြင်ခဲ့သမျှကိုရှင်းပြလိုက်ပါတယ်ချားစ်ရဲ့လှုပ်ရှားသွားလာမှုတွေစီထိုးအခိုးတာတွေနဲ့တန်မြဖြစ်စရာအပြုမှုတွေကိုအေမီကပြောပြလိုက်ပါတယ်ရဲကအေမီပြောတာတွေကိုသေချာနားထောင်ပေးပြီးသူတို့တွေအစီအစဉ်တစ်ခုကိုဆွဲလိုက်ကြပါတယ်ချားစ်ကိုနောက်ထပ်စောင့်ကြည့်ကြပြီးမတင်ငါစရာလှုပ်ရှားမှုတွေတာနဲ့ရဲကိုခေါ်ဖို့ပါပဲနောက်တစ်ညမှာအေမီကချားစ်ကိုထပ်တွေ့ပြန်ပါတယ်နောက်ထပ်စီတိုရဲ့တစ်ချောင်းကိုအိတ်ကလေးထည့်ပြီးမနေ့ကမှဆေးရုံတက်လာတဲ့လူနာရဲ့ခန်းစီကိုတွားနေတာပါအေမီကဆေးရုံအပြင်ဘက်မှာအတင်းဆောက်ဆိုင်နေတဲ့ရဲစီကိုချက်ချင်းပဲ message ပို့လိုက်ပါတယ်အဲ့ဒီနောက်မှာအေမီလည်းရှိသမျှတက်တီတွေစုစည်းပြီးချားစ်နောက်ကိုနောက်ရောက်ခံလိုက်ခဲ့ပါတယ်ခက်ဟာဟာပွင့်နေတဲ့အခန်းတစ်ခါအပြင်ကနေအေမီချောင်းကြည့်လိုက်ပါတယ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အေမီနှလုံးခုန်တန်းရသွားမလို့တော့ဖြစ်သွားခဲ့ပါတယ်ချားစ်ကလူနာနောက်ကိုကပ်နေပြီးလူနာကအေမီမကြားနိုင်တဲ့လေတံနဲ့စကားပြောနေတာတွေ့လိုက်ရပါတယ်ချားစ်ကဆေးထိုးအပ်ကိုပြင်ဆင်နေတာကိုလည်းတွေ့လိုက်ရပါတယ်ရက်လိုက်အေမီကអော်လိုက်ပါတယ်အတန်းအခန်းထဲမှာဟိန်းထွက်သွားပြီးချားစ်ကဒေါသမီးကိုတွေတောက်လောင်နေတဲ့မျက်လုံးတွေနဲ့နောက်ကိုလှည့်ကြည့်လိုက်ပါတယ်ဆေးထိုးအပ်ကတော့သူ့လက်ထဲမှာအသင့်ဖြစ်နေပါပြီအေမီမင်းဒီနေရာမှာရောက်မနေသင့်ဘူးချားစ်ကနောက်ထပ်လှုပ်ရှားမှုမလုပ်ခင်မှာပဲရဲတွေကခက်မဲ့မဲ့ဝင်လာကြပါတယ်ဆေးထိုးအပ်ကိုချလိုက်စမ်းရဲတယောက်ကអော်လိုက်ပါတယ်ချားစ်ကအန်ကိုတင်းတင်းကြည့်လိုက်ပါတယ်ရဲတယောက်ချင်းစီရဲ့မျက်နှာကိုတေချာဆိုင်ကြည့်ပြီးနောက်ဆုံးမှာတော့အေမီကိုလည်းစူးစိုက်ကြည့်နေပါတယ်အေမီကချားစ်တစ်ခုခုလှုပ်လိုက်မှစိုးရိမ်ပေမဲ့ချားစ်ကတပ်ပြင်းတစ်ချက်ချလိုက်ပြီးဆေးထိုးအပ်ကိုကြမ်းမြေမော်ပစ်ချလိုက်ပါတယ်ရဲတွေကချားစ်ကိုဖမ်းချုပ်ပြီးအပြင်ဘက်ကိုခေါ်သွားကြပါတယ်ဒါပေမဲ့ချားစ်ကတော့အေမီကိုတစ်ချက်လှည့်ကြည့်လိုက်ပြီးပြုံးပြလိုက်ပါတယ်ပြန်လည်ဆုံတွေ့ကြတာပေါ့အေမီရဲ့အေမီလည်းကြောက်ကြောက်နဲ့ခုပကုံးကိုပြန်ဖတ်ထားလိုက်မိပါတယ်ချားစ်ကတကယ်ကိုမိစ္ဆာတကောင်ပါပဲအေမီကတော့သူ့ကိုပထမဆုံးလာပူးလက်ချက်မိခဲ့တာပါအားလုံးပြီးသွားခဲ့ပြီလို့လည်းအေမီမျှော်လင့်ခဲ့ပါတယ်ချားစ်ကထောင်ထဲမှာရောက်နေပေမဲ့အေမီစိတ်ထဲမှာတော့လေးလံနေတော့မှာပဲညဘက်ဒီမှာလည်းကောင်းကောင်းအိမ်မပြောပါဘူးအိမ်မက်ဆိုးတွေလည်းခြောက်လန့်ပြီးချွေးတွေနဲ့နိုးလာခဲ့ပါတယ်အမောင်နဲ့ရတဲ့နေရာမှာချားစ်ရှိနေတယ်လို့အေမီကတွေးပြီးကြောက်နေခဲ့ပါတယ်တနေ့နေ့မှာပြန်တွေ့နိုင်သေးတယ်လို့လည်းအေမီကတုန်လှုပ်နေခဲ့မိပါတယ်အမေရိကန်နိုင်ငံရဲ့လူသိများတဲ့ကွင်းဆက်လူသက်သမားချားစ်ကာလန်ကသူနာပြုတစ်ယောက်ဖြစ်ပြီးအနည်းဆုံးလူနာ40လောက်ကိုတပ်ပစ်ခဲ့ပါတယ်လူအယောက်400ထိတပ်ချင်တယ်လို့လည်းဝန်ခံခဲ့ပါတယ်ချားစ်ကနယူးဂျာစီနဲ့ပန်ဆယ်ဗေးနီးယားမှာရှိတဲ့ဆေးရုံတော်တော်များများမှာအလုပ်လုပ်ခဲ့ပါတယ်ချားစ်ကတကောက်စင်းနဲ့အင်ဆူလင်တို့ဆေးတွေကိုအစများစွာထိုးပြီးအဖြေရှာခက်ခဲအောင်တပ်ပစ်ခဲ့ပါတယ်2003ခုနှစ်မတိုင်ခင်ထိကျူးလွန်ခဲ့တဲ့လူသတ်မှုတွေကိုဘယ်သူမှသတိမထားမိခဲ့ကြပါဘူးစိန့်လူကဆေးရုံရောက်တော့မှသူ့လုပ်ဖော်ကိုင်ဘက်အေမီကသက်ဆိုင်ရာနဲ့ပူးပေါင်းပြီးတပ်တင်တဲ့တကွအမိဖမ်းနိုင်ခဲ့ကြပါတယ်2003ခုနှစ်ဒီဇင်ဘာလ12ရက်နေ့မှာချားစ်ကိုဖမ်းဆီးခဲ့ကြပါတယ်ချားစ်ကိုတသက်တကြုံပြစ်ဒဏ်17ကြိမ်အထိချမှတ်ခဲ့ပါတယ်အယူခံဝင်ခွင့်လည်းလုံးဝမပေးခဲ့ပါဘူး